Hello, I'm Mingala Bono. The name are Matmina which have I it? Error, just you Tama, just you Tama if you buy. Your idea and have Jama Java. Idea the Aliva. Yes, I also idea. But here, but up. So it's my bono. Here, oh, but yeah, one. Đây à, mà bôi vào này, mà chết rồi, phải chụp ấy, đã cho phải chụp khoa bố nó phải chụp khoa bố, ta đi phải chụp khoa bố, xong cái thay, thì là CD bot CD ရုပ်ဖြစ်ခေါ်ID ပြပေးထားပါတယ်နော်ဆိုတော့6သွားလိုက်ပါမယ်တဲ့ကြီးကိုဖေကဟိုတော့လာရပဲဖြစ်ပါတယ်ပေါ့နော်ဒီအားလေးနဲ့ဒါဆိုရင်တော့ဖွင့်ရဲ့အရင်နဲ့လှပါရအောင်ပါMày nói em đâu giờ này về bãi ốc nữa hello mèo rồi bớt có lại đó rồi chạy chiều dài cái cái bớt đi á chị về kia mà có mèo rồi cái cá bò ạ so Tại đó chạy rồi thì chụp bài chạy quá soทำไมแน่นี่เราเนี่ยว่าขนาดลิจาเลยเหรอเราเราแปลแบบไหมทำไมแน่นี่เราอยากยาวเลยไปส่วนนักปิจามาแปลแบบไหมพูดเลยเสียดีมาปนเนาะพยายว่ะแต่เราดีก็จะเสียดีว่ะเสียดีอยากพันที่เป็นโอ้เจ๊จีไปเจ๊บัวเนาะเฮ้ตัวกาติมาบัวเนาะมาเจ๊จีโอพยาโอลาตัวตัวเบี้ยไปเพื่อไปตัวถ้ากูว่าจะรอบัวเนาะป้ามารอบัวบ่าวก็ทำไมเนี่ยเอ็งอยู่เลิกเบี้ยแม่เสียงเอาไว้ตัวเลิกเบี้ยว่าไหมพี่จะรู้สวยเก่งที่มาสวยที่มาเอ็งนี่เลยเนี่ยเอาตัวอะไรအင်ကြီးလေးနေရောက်လာလို့ဆိုလို့ရှိရင်ဒီလိုမျိုးအင်ကြီးကိုဝယ်လိုက်ပါမယ်ဒီမှာပေါ့နော်အင်ကြီးကကြတော့ဒီဥစ္စာလေးပါအင်ကြီးတို့ပေါ့နော်နောက်ပေါ့နော်ကြာမှာပေါ့နော်ဒီဥစ္စာလေးနဲ့ကြည့်ရဆိုအင်ကြီးလေးဆိုအောင်လည်းဖြစ်ပါတယ်ဒီမှာဖြစ်သွားပါပြီဖြစ်သွားလို့ဆိုလို့ရှိရင်ဒီမှာခဲပြတ်သွားပါမယ်ပြန်ပြီးမှသွားပါမယ်ပြန်ပြီးတော့သွားရင်ဂိမ်းနဲ့ဝင်ပါမယ်ဂိမ်းနဲ့ဝင်ပြီးကျင်းနေဆိုတော့နော်ဝင်သွားပါပြီဝင်သွားပြီလို့ရှိရင်ပေါ့နော်ခဏလောက်ဆောက်လိုက်တော့ဆိုတော့ပြပါမယ်ဟိုတန်ပါဝိုင်းလဲ sorry တာဟုတ်ပြလို့ရှိရင်ကကြတော့ဒီဥစ္စာကိုနေပါမယ်နေပါလို့ရှိရင်ဟိုအောက်ကိုဆဲပါမယ်အောက်ကိုဆဲလို့ရှိရင်ဒီပြမှာပေါ့နော်ပြပါမယ်အများကြီးနဲ့ပြပါမယ်ပုံလုံးဝိုင်းပြပါမယ်ဒီလိုမျိုး H plan နဲ့ Y plan နဲ့ကြိုင်ရိုး plan နဲ့ရှိရပုံနော်အဲ့တုံးခုပဲလိုပါပါအရင်ဆုံးကကြတော့ပေါ့နော်ဒီ H plan ကိုနှိပ်ပါမယ် H plan ကိုနှိပ်ပြီးရင် Y plan ကိုနှိပ်ပါမယ် Y plan ကိုအရင်နှိပ်ပါမယ် Y plan ကကြတော့ပေါ့နော်ဒီလိုမျိုးအရာအပေါ်နဲ့အောက်ဒီလိုမတူပဲဒီလောက်ရှိပဲပေါ့နော်ထားမယ်ပေါ့နော်ထားပြီးရဲ့ခါကြလို့ရှိရင်Y black အဲ့လိုထားပြီး X black ကိုဟိုကြိုက်တဲ့ပုံထားလိုက်မှဆိုရင်အမတူတော့ပေါ့နော်သူကပုံစံလေးမတူတော့ပေါ့နော်ဒါဆိုလည်းပုံစံမတူတော့ပါဘူးအဲ့ဒါလည်းပုံစံမတူတော့ပါဘူး
ထပ်ပြောင်းလို့ရှိရင်ပေါ့နော်ထပ်ပြီးတော့ပုံစံမတူတော့ဘူးပေါ့နော်ပြီးတော့ဆိုရင်ဟိုဘက်ကိုပြန်သွားပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲ bye bye ဆက်ပြီးတော့ကြည့်တယ်ဆိုလည်းနောက်နေ့မှာများများသိပြီးပါမယ်like subscribe လေးလည်းနှိပ်ပြီးပါလို့မမေ့နဲ့တော့ပြီးရင်ခေါင်းလေးနဲ့နှိပ်ခဲ့ပြီးပါအောင်အားလုံးပဲ bye bye